မျိုးနဲ့မနေမဝေးပြတော့ကြီးကန်းတစ်ကောင်ရဲ့မိခွေးတစ်ကောင်ရဲ့တို့ရဲ့အတူနေကြတယ်သူနေကြရခါကျတော့သူကမိခွေးကကျတော့မနေ့မိုးလင်းတာနဲ့သူကအစားတောက်တွေကိုသူတွဲမှရှိတဲ့တောက်ကောင်းငယ်လေးလိုက်ဖမ်းပြီးတော့စားတောက်တယ်သက်ရှင်တယ်ကြီးကန်းကကျတော့လေသူလိုပဲသူနေရဲ့တုံးနဲ့မင်းလေးမှရှိတဲ့မျိုးလေးမှရှိတဲ့မျိုးစည်းလေးကိုတွားမျိုးစည်းကိုတွားပြီးတော့အဲ့မျိုးစည်းမှရှိတဲ့အသီးနှံဈေးတွေဆွေးမြထားတဲ့အသီးနှံတချို့ရဲ့အသားငါရောင်းတဲ့သူတွေဆွေးမြထားတဲ့သားစားလေးတချို့ရဲ့အဲ့ဒီစားတော့ပြီးနေတဲ့ daily အလိုရဲ့အသက်ရှင်နေတယ်။မြေခွေးရဲ့ခုနကျွန်တော်ပြောခဲ့တဲ့တော်ကြီးကန်ရဲ့ပေါ့သူနှစ်ကောင်ကဒီမျိုးနဲ့မနီမွေတော်လေးခုမှသူကအတူတူအသက်ရှင်နေကြတယ်။နေတိုင်းသူစားပြီးတော့ပြန်လာလို့ရှိရင်မြေခွေးအတွက်သားငါအပိုင်းစားလေးပေါ့သူကနေတိုင်းယူပြီးပေးလို့ရှိတယ်။ဒီနေ့မှာတော့မြေခွေးကဘာလို့ဖြစ်လဲဆိုတော့သူကသူအစာစားဖို့အတွက်တောက်ကောက်ငယ်လေးလိုင်းနေသူကထိကတန်ရရထိကတန်ရပြီးတော့လမ်းမလျှောက်နိုင်ဘူးတောက်အောင်လိုက်မဖမ်းနိုင်ဘူးသူအစားတောက်တယ်သူလိုက်မချခွေးနိုင်ဘူးအဲ့လိုမချခွေးနိုင်ဘူးပြင်မဲ့လေခုနသူ့ရဲ့တငယ်ချင်းဖြစ်တဲ့တော်ကြီးကဘယ်လိုလဲဆိုတော့သူနေ့စဉ်ယူလာပေးနေကြသူ့အတွက်လက်စားတော့ဆရာဒီနေ့နေ့ယူလာပေးအဲ့တော်ကြီးကဒါပေမဲ့ဒီနေ့ကျတော့အဲ့တော်ကြီးကဘယ်လိုဖြစ်လဲဆိုတော့သူအစာသွားရှာတဲ့သူနေတိုင်းရှာဖွေစားတော့တဲ့မျိုးစည်းလေးတစ်ခုမှရှိတဲ့ဈေးတွေတယောက်ကသူ့ကြောက်ခွနဲ့ထူလိုက်တာကြောက်ခွနဲ့ထူလိုက်တာအဲ့ကြီးကန်းရဲ့အတောင်မှတစ်ခုမှန်သွားပြီးတော့ကြီးကန်းအတောင်မှနားသွားတဲ့ခါကျတော့ကျိုးသွားပေါ့ဗျာဒါပေမဲ့ကျိုးသွားရဆိုရင်သူပြန်တန်းနိုင်နေတယ်လက်နဲ့တခြားနဲ့သူပြန်လာတယ်သူကိုယ်လည်းစားတော့ဟိုဝအောင်စားခဲ့အောင်မြေခွေးတွေလည်းရိတ်ခါပါမလာဘူးပေါ့သူနေ့စဉ်ယူလာပြီးနေကြအသားစားကောင်းဝင်ရနေတာတီးနေအဲ့လိုပါမလားခါကျတော့သူ့အသက်ကိုဒီမှာသူအနိုင်လို့ပြီးပြန်လာတဲ့အချိန်မှာဒီခုရလည်းနာမကျန်းဖြစ်နေတဲ့အချိန်ကြီးကန်းကမျိုးစည်းကနေပြန်လာတဲ့အချိန်မှာဟာမင်းဒီနေ့ငါ့အတွက်စားကြမပေါဘူးလားအဲ့လိုမေးရခါကျတော့ကြီးကန်းကလည်းဒဏ်ရာရလာလို့တငယ်ချင်းဟာဒီနေ့မျိုးစည်းတွေကိုအစားတောက်သွားရှာတာဈေးတွေကငါ့ကိုကြောက်ခနဲ့ထုတ်လိုက်တဲ့အတွက်ငါအတောင်နာသွားတယ်တောင်နာသွားတဲ့ငါကိုယ်တိုင်လည်းစားတော့ဘောလည်းစားခဲ့ရအောင်မင်းတို့လည်းဒီနေ့တော့လက်ဆောင်ပါမလားဘူးငယ်မြေခွေငါမျိုးဒီနေ့တော့တောင်းပါမှာကွာနောက်နေ့ကျမှတောင်းမှကောင်းလို့မျိုးစေးကိုသွားအစားရှာသွားရချင်းတော့ရှင်မင်းတို့ယူလာခဲ့ပါမယ်ဆိုအဲ့လိုပြောနေမဲ့လေမြေခွေကသူ့စိတ်ထဲမှာဘာတွေးထားလဲဆိုတော့ဒီကောင်ကြီးကန်းကမျိုးရဲသွားလို့ရှိရင်ငါအတွက်အစားတော့တစ်ခုမှတစ်ခုယူလာပေးနေကြပေါ့ဒီနေ့တော့ဘာလို့ယူလာမပေးရလဲသူ့စိတ်ထဲမှာနည်းနည်းကွက်သွားတယ်ဒီကောင်အတောင်မှနာဟုတ်လားသူကမြေခွေရဲ့စိတ်ဓာတ်ကဇယိုက်ပေါ်လာအဲ့လိုဘာဖြစ်လို့ဇယိုက်ပေါ်လာလဲဆိုတော့ तू ကအဲ့နေရာလေ तू က6လောက်နာနေဖြစ်တဲ့အတွက် तू ကတိုးလေးကိုစားသွားမရှာဘူးစားသွားမရှာရတဲ့ကြီးကန်းပြန်လာဘူးလေ तू ကစောင့်နေအဲ့လိုစောင့်နေတဲ့ခါကျတော့ तू ကစားပါမလားခါ तू ကဘိုင်းစားရဲ့ဒေါသစိတ်ရဲ့ဒဏ်ရာကြောင့်ရနေရဲ့နာကျင်စိတ်ရဲ့ပေါင်းတော့ဒေါသနှစ်ခုပေါင်းတော့ကြီးကန်းတော့မျိုးတင်တာဖြစ်လာတော့ဒီနေ့ကျတော့ဒီခွေးတွေ့ရဒဏ်ရာရနေတဲ့ကြီးကန်းကိုဒီကောင်ဘာပဲဖြစ်ဖြစ်ငါအတွက်အစားတော့ယူလာပေးရမှာဒီကောင်ကတောင်းတယ်မန္တလေးကကြီးကန်းကသူ့ကိုကြီးကန်းတောင်းလို့ကြီးကန်းကသူ့ကိုခင်လို့ချစ်လို့တိုင်းငယ်ချင်းဆိုတဲ့တိုင်းအောင်စိတ်နဲ့အစားတော့လေးတစ်ခုနေလဲဈေးကနေယူလာပေးရဒါကိုမြို့ခွေးစိတ်ထဲမှာဘလို့ထင်သွားလဲယူလာပေးရကြာလာတဲ့ခါကျတော့မြို့ခွေးစိတ်ထဲမှာဘလို့ထင်သွားလဲဆိုတော့သူ့ရဲ့အစားတော့အတွက်ကြီးကန်းကနေစဉ်အစားတော့တစ်ခုပေးရမယ်ဆိုရဲသူစိတ်ထင်းသွားတယ်အားငယ်ရင်ငါ့ဘုံမှာချင်မနေဆိုကြီးကန်းတိမြေခွေးရဲ့ဒီလိုတွေ့တယ်သူ့ရဲ့တောင်းပြက်ကွက်တယ်ငါလည်းဗိုက်စားတယ်ပြီးတော့မြေခွေးကြိုက်စားလိုက်တော့ကြီးကန်းအဲကျတော့လူ့ဘဝမှာလည်းကျွန်တော်လူ့ဘဝမှာလည်းဒီလိုပဲကိုယ့်ရဲ့ကူညီတဲ့အတိုင်းတာတစ်ခုဟာတစ်ဖက်သားရဲ့တာဝန်တစ်ဖက်သားရဲ့လူရင်းဆန္ဒကိုဖြည့်ဖို့အတွက်ကျွန်တော်မှတာဝန်တည်းလို့ဖြစ်လာတယ်ကူညီမှများလာခါကြရှိတယ်ဘာဖြစ်လဲဆိုတော့သူတချို့တွေကကိုယ်အခက်အခဲဖြစ်တဲ့ငယ်ချင်းတယောက်စီမှာကူညီတောင်းတယ်ကူညီပေးတယ်တစ်ခါနောက်ကိုခက်ခဲဖြစ်တယ်အဲ့ငယ်တော့တယောက်စီမှာကူညီတောင်းတယ်ဟောလေကိုယ့်ငယ်ဖြစ်တဲ့အတွက်ကူညီပေးတယ်အဲ့လိုထက်ကသူအခက်ခဲဖြစ်တိုင်းကူညီပေးလာတဲ့ခါကျတော့အဲ့လူရဲ့အခက်ခဲကအဲ့ငယ်ချင်းကအဖြစ်မနေကူညီရမယ်ဆိုတဲ့ဒီမတ်တပ်ပုံစံမျိုးဖြစ်လာတယ်ဂျင်းတစ်ခါတော့ကူညီမပေးလိုက်ဘူးသူမှအခက်ဖြစ်လို့ဂျင်းကတော့အဲ့ငယ်ချင်းကိုကူညီမပေးနိုင်ဘူးဆိုလို့ရှိရင်အဲ့ငယ်ချင်းမြင်ဘယ်ကောင်
မျက်နှာမဲ့သွားပြီပေါ့ဗျာကျွန်တော်တို့လူဆိုတော့မျက်နှာမဲ့သွားပြီဒီကောင်၎င်းအောင်ဖြစ်သွားပြီဆယ်ကအကူညီပေးတာတစ်ခါလောက်လေးမကူညီပေးတဲ့နဲ့အဲ့ကောင်၎င်းဖြစ်သွားပြီအဆွမ်းကမြေခွေးနဲ့တော်ကြီးကပေါ်မြင်လေးလို့ပေါ့ဗျာမြေခွေးအတွက်သူကချစ်လို့ခင်လို့တန်အောင်စင်ဖြစ်လို့ဒီမျိုးစည်းကနေပြီးတော့အတိဒါမှမဟုတ်ရင်အသားကဘုတခုလေးနေစဉ်ယူလာပေးတာမြေခွေးကသူနေမကောင်းချမ်းမှဖြစ်တဲ့အချိန်သူတန်ရရနေတဲ့အချိန်မှာသူ့ကိုဒီလိုမျိုးနေစဉ်ယူလာမပေးရတော့လားဒီနေ့တည်းလေးပြက်မိရတယ်ပဲကြီးကမှအပြစ်ဖြစ်ပြီးကြီးကမှတေပွဲဝင်သွားတယ်မြေခွေးကကြိုက်စားတယ်အဲ့ကြီးကြောင်ကျွန်တော်လူပေါ်မှာဒီလိုပဲကုညီရဲဆိုတာလဲတစ်ခါသားအစီအရင်လို့ကုညီရတယ်သူတိုင်းလာတယ်သူတက်နိုင်လို့ကုညီနေရတယ်ဒါပေမဲ့ तू မတက်နိုင်တော့တဲ့အခါကြာလို့ရှိတယ်တစ်ခါကနားလုံးပြီးတော့ तू မှတကယ်ရှိလို့ဆိုရမျိုးဒါကကျွန်တော်လူပေါ်မှာအများကြီးကျွန်တော်ပြောအများကြီးကြိုးစုံထားတာဘာဖြစ်လဲဆိုတော့ရွှေရတကယ်ဖြစ်တယ်သူကကူတောင်းတယ်တစ်ခါအများကြီးတယ်တစ်ခါလောက်လေးတစ်ဖက်ကကုညီပေးလိုက်လို့ဆိုတာဆွမ်းတော့လို့တော့ဒီကောင်မှာစင်ကြီးတိုင်းငါ့ကိုကုညီလို့အဲ့လိုပြေးသွားတယ်ဒါပေမဲ့လူတိုင်းမှာခက်ရှိအဲ့တော့ကိုခက်နဲ့ကိုရှင်းတဲ့နေတဲ့လဲဘဝမှာကျွန်တော်တွေကကိုဘသူဖြည့်ရှင်းတာအကောင်းဆုံးပဲအဲ့တော့ကိုယ့်ရဲ့ကုညီလိုက်တဲ့ကုညီတစ်ခုကကိုယ့်ရဲ့နောက်ဆုံးပိတ်ဇလန်သိမ်းမလာရဲ့ဖြစ်မျိုးကြီးဘာသူကအပြည့်မြင်မဲ့ဖြစ်မျိုးကြီးဖြစ်ဖို့ဒါကျွန်တော်ဘဝအတွေ့အကြုံနဲ့ပြောပြတာ